ကံကြမ္မာရဲ့စမ်းသပ်မှုများတောရွာလေးတစ်ခုတွင်မိုးခေါင်ရေရှားမှုသည်လွန်ခဲ့သောအချိန်ကာလများစွာကတည်းကဖြစ်ပေါ်လျက်ရှိပါသည်။လက်ဝဲများသည်အကွဲကြောင်များပင်ထင်လျက်စိမ့်နှန်းဆိုပြေခဲ့သောမြေများသည်လည်းဝဲချောက်ချောက်အယောင်သို့ပြောင်းလဲခဲ့ပါသည်။ရွာသားတို့ရဲ့မျက်ဝန်းတွေမှာလည်းစိုးရင်ပူပန်မှုတွေအထင်သာမြင်နေရပါတယ်။ရေသာမရရင်ဒီနှစ်တော့ကောက်ပဲတိညက်တွေမဖြေထုံးနိုင်တော့ဘူး။ရွာသူရွာသားတွေအားလုံးငတ်မော့ခေါင်းပါကြလိမ့်မယ်ဟုထီတိုးပြောဆိုနေကြသောအတန်များကိုလည်းရွာထဲမှာကြားနေရပါတယ်။ထို့အချိန်တွင်ရွာ၏မြေရှင်ကလည်းရက်ဆက်သောအမိန့်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။မိုးကရွာသည်ဖြစ်စေမရွာသည်ဖြစ်စေငါရဲ့အခွန်ကိုရစေရမယ်။အဲဒီစကားကြောင့်ရွာသားတို့ရဲ့ရင်ထဲမှာပူလောင်သောဝေဒနာတွေကပိုပြီးတော့ခံစားလာရပါတယ်။ဒါအဆုံးမဲ့တင်တဲ့ဟုတက်ပြင်းချရင်နဲ့ပြောနေကြသူများလည်းရှိပါတယ်။ရွာသူကြီးသည်သူ့ရဲ့သားဖြစ်သူညီချန်ရန်ကိုခေါ်ကာတားရီငါနောက်ကိုလိုက်ခဲ့မြေရှင်ရဲ့အိမ်ကိုတွားကြမယ်ဟုပြောလိုက်ပါတယ်။ရွာသားအများအပြားလည်းသူတို့ရဲ့နောက်မှလိုက်ပါသွားကြပါတယ်။မြေရှင်ရဲ့အချမ်းဝင်းရှိသူရောက်တဲ့အခါမှာပဲတကားဆောင်ကဟေးဘယ်ကိုဝင်သွားနေကြတာလဲတရွာလုံးထလာပြီးဒီကိုရောက်လာတာဟုမောက်မာစွာမေးမြန်းလိုက်ပါတယ်။ရွာသူကြီးကကျွန်တော်တို့မြေရှင်နဲ့တွေ့ချင်လို့ပါမြန်မြေရှင်ကိုပြင်ခေါ်ပေးပါဟုတောင်းဆိုလိုက်ပါတယ်။တကားဆောင်သည်မကြေမနက်ဖြင့်အိမ်ထဲသို့ဝင်လာပြီးခဏအကြာတွင်မြေရှင်သည်မျက်မှောင်ကျုပ်ရဲ့အပြင်သို့ထွက်လာပါတယ်။ဘာကိစ္စလဲဒီလူတွေအကုန်လုံးဘာလာလောက်ကြတာလဲဟုမြေရှင်ကမေးပါတယ်။ရာသူကြီးကတခင်ကျွန်တော်တို့ဒုက္ခရောက်နေလို့ပါအခုကျွန်တော်တို့ကခမရဲ့အကူအညီကိုလိုအပ်နေပါတယ်ဟုတုံရင်သောအတန်ဖြင့်ပြောလိုက်ပါတယ်ဘယ်လိုအကူအညီမျိုးလဲဟုမြေရှင်ကစိတ်မရှိစွာနဲ့မေးလိုက်ပါတယ်ဒီနှစ်တော့ကျွန်တော်တို့အခွန်မပေးနိုင်တော့ပါဘူးဂျာမာရေရရှိရေးစီစဉ်လည်းမရှိပါဘူးမိကြီးကလည်းအပူချိန်နဲ့တောက်လောင်နေပါတယ်မိုးကမြွာရင်လေရီနေဘူးထဲမှာလောင်ကျွမ်းကုန်ပါလိမ့်မယ်ဟုဂျာတကြီးကအရှင်းပြလိုက်ပါတယ်မြေရှင်ကခေါင်းခါရမ်းလိုက်ပြီးကျွန်တော်ဘာမှမသိဘူးခမည်းတော်အရင်ကအများကြီးကူညီပြီးအခုထပ်ပြီးတော့မကူညီနိုင်တော့ဘူးကျွန်တော်အခွန်မဲလိုချင်တယ်ဟုခိုင်မာစွာပြောဆိုလိုက်ပါတယ်ထို့အခါရွာထဲမှာအသက်ကြီးသူတူကမြေတွေတွေးချောင်းနေရင်အခွန်ဘယ်လိုပေးမလဲတခင်ခမည်းပဲပြောပါအောင်ကျွန်တော်တို့စီကအခွန်ရပါလိမ့်မယ်နှစ်စာရပါလိမ့်မယ်ဒါပေမဲ့ခမည်းကျွန်တော်တို့ကိုနောက်ဆုံးအကူအညီတစ်ခုလုပ်ပေးရလိမ့်မယ်ဟုရဲချင်းစွာပြောလိုက်ပါတယ်ဘလို့ကူညီမျိုးလဲဟုမြေရှင်ကစိတ်ဝင်စားဟန်ဖြင့်ပြန်ပြီးတော့မေးလိုက်ပါတယ်ခမရဲ့အိမ်ဟောင်းမှာရှိတဲ့ဝါဟောင်းတွေအားလုံးကိုကျွန်တော်တို့ကိုပေးပါအဲဒီဝါတွေကိုကျွန်တော်တို့လိုအပ်ပါတယ်ဟုထိုအသက်ကြီးတဲ့သူကတောင်းဆိုလိုက်ပါတယ်မြေရှင်ကခဏမျှစဉ်းစားသွားပြီးအဲ့ဒီဝါတွေကိုပေးလိုက်ရင်တော့ကျွန်တော်အခွန်ဘလို့ရမလဲပြီးတော့အဲ့ဒီကနေရေတွေလဲတွေကိုဘလို့ရောက်မှလဲဟုမေးလိုက်ပါတယ်ထိုအခါရာသူကြီးရဲ့သားညီရန်ချန်ကရှေ့သို့တိုးထွက်လာပြီးအဲ့ဒါကိုကျွန်တော်ကိုလွှဲလိုက်ပါသခင်အားလုံးအဆင်ပြေတော့ပါလိမ့်မယ်ဟုယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်ပါတယ်မြေရှင်သည်ညီရန်ချန်၏မျက်ဝန်းထဲမှာတောက်ပါသောညံရီကိုမြင်တော့အခါကောင်းပြီမင်းတို့အိမ်ဟောင်းကဝါးတွေကိုယူလို့ရပါတယ်ဒါပေမဲ့အကယ်၍မင်းတို့အကြံစီမအောင်မြင်ရင်တော့အခွန်ကိုနှစ်ဆပေးရမယ်ဆိုတာကိုမှတ်ထားပါဟုပြောလိုက်ပါတယ်ရွာသားတို့သည်ဝမ်းသာအားရစွာဖြင့်အိမ်ဟောင်းသို့သွားကဝါများကိုခုတ်ယူပြီးလက်ဝဲများစီသို့တဲသွားကြပါတယ်။ညီရန်ချန်ရဲ့ဥဆောင်မှုဖြင့်သူတို့သည်ဝါများကိုဆက်ဆက်ကရေမြောင်းတပွဲတီးဆောက်လိုက်ပါတယ်။ရွာရဲ့အစုံပြားတွင်ရှိသောမြစ်မှလက်ဝဲများအထိဝါပြောများဖြင့်ဆက်သွယ်လိုက်တော့ကအံ့ဩစရာကောင်းလောက်အောင်ပဲရေသည်ကိုလက်ဝဲထဲသို့စီးဝင်လာပါတော့တယ်။မိုးကောင်ရေရှားမှုကြောင့်မွဲချောင်းနေသောလက်ဝဲများသည်ရေဤအထီးတွေကြောင့်တဖြည်းဖြည်းစိမ့်နှန်းလာခဲ့ပါတယ်။ရွာသားတို့ရဲ့မျက်နှာတွင်လည်းဝမ်းသာပီတိများပြည့်နေလျက်နေရကြံကိုလည်းချီးကျူးထောဝနာပြုကြပါတယ်။ဟိုးဒီတကြံမင်းတို့တကယ်တော်တာပဲမင်းတီးညံတွေကိုကဲတိတ်လိုက်နေတယ်အားလုံးကတညီတညိုတည်းချီးကျူးနေကြပါတယ်။မြေရှင်သည်လည်းထိုအံဝယ်မြင်ကွင်းကိုမြင်လိုက်ရတော့ကအံဩမှင်သက်သွားပါတယ်။မြေရှင်သည်ရွာသူကြီးကိုခေါ်ကမင်းတို့ရဲ့ညံရီကတကယ်ပဲအံဩစရာပဲဒီတခါတော့မင်းတို့အခွန်အကုန်ပြန်ပေးနိုင်မယ်လို့ငါယုံကြည်ပါတယ်လို့ပြောလိုက်ပါတယ်။ရွာသူကြီးကဒါတွေအားလုံးခမရဲ့အကူအညီနဲ့ပဲဖြစ်လာတာပါသခင်ဟုရိုသေစွာပြန်ပြောလိုက်ပါတယ်။သို့တော့ကံကြမ္မာသည်ရွာသားတို့အပေါ်နောက်ထပ်ဆန်းသတ်မှုတစ်ခုကိုထပ်ပြီးတော့ပေးလိုက်ပါတယ်။ရဲနဲ့ငယ်ကြတော့ကမူကောင်ကင်တွင်မဲပေါင်သောအရေးတစ်ခုပေါ်ပေါက်လာပါတယ်။ထိုရိတ်သည်ဖြည်းဖြည်းကြီးမားလာပြီးတော့ရွာစီတို့ကူးတီလာနေကြောင်းရွာသားတို့ကမြင်လိုက်ရပါတယ်။ဟာဒါတွေတီးနှံတွေကိုစားကုန်တော့မှာပဲ။ပြီးတော့အရမ်းများတဲ့အတွက်ရွာထဲကတစ်ပင်တွေကိုပါဖျက်ဆီးကုန်လိမ့်မယ်ဟုလူအများကအစိုးရကြီးပြောဆိုကြပါတယ်။ထိုအရာကတခြားမဟုတ်ပါဘူး။တိုင်းနဲ့ချီတော့ကျန်းကုန်များဖြစ်ပါတယ်။အရွယ်စားမှလည်းအလွန်ကြီးမားသောကြောင့်ရွာသားတို့ရဲ့နှလုံးသားထဲတွင်ကြောက်ရွံ့မှုများကြီးထွားလာခဲ့ပါတယ်။တိုင်းဒီကျန်းကုန်တွေဘယ်လောက်များလဲကွာ။ပြီးတော့ဘယ်လောက်တောင်ကြီးလဲ။ဒါတွေအတိအနှံအကုန်လုံးကိုဖျက်ဆီးကုန်တော့မှာပဲဟုရာသူကြီးရဲ့ဇနီးတွေကငိုကြွေးကပြောဆိုနေခဲ့ပါတယ်။ဒီတန်ချန်သည်လည်းထိုအခြေအနေကိုကြည့်ရှုပြီးစိတ်မသက်မသာဖြစ်နေရပါတယ်။
ဒါတွေကတခြားကျိုင်းကောင်တွေနဲ့မတူဘူးကအခုဘလို့လုပ်မယ်တားရီငါတို့အကုန်ဒုက္ခရောက်ကုန်တော့မှာပဲဟုရွာသားတွေကစိုးရင်ကြီးနဲ့ပြောဆိုနေကြပါတယ်ရွာရဲ့အစုံတွင်တရားချင်းချန်နေသောဖိုးဖိုးကြီးသည်ထိုအကြောင်းကိုကြားတော့ခါရွာသားတို့အားလာရောက်နှိမ့်သိမ့်ပြီးမစိုးရင်ကြပါနဲ့မေးတို့ရဲ့ဒီဒုက္ခကကောင်းစဉ်ကနေလာတာသူရဲ့ကုသနည်းကလည်းအဲ့ဒီကနေပဲလာလိုက်မယ်ဟုပြောလိုက်ပါတယ်ဘလို့ကုသနည်းလဲဘိုးဘိုးဟုနေရန်ကပြန်ပြီးတော့မေးလိုက်ပါတယ်ဘိုးဘိုးကြီးကဒီကျိုင်းကောင်တွေကအရန်များပြီးတော့အရန်ကြီးတဲ့အတွက်ငါတို့တာမန်နည်းနဲ့ဘယ်တော့မှမဖြစ်စီနိုင်ဘူးဒါကဒီရွာပေါ်ကိုကြားရောက်တဲ့ဘေးဒဏ်ပဲမီလီရဲ့အရင်ကမိုးမရလို့ရေးပြီးအခုကကောင်းကင်ကနေရောက်လာတဲ့ဒီဒုက္ခတွေဒါပေမဲ့မကြောက်ပါနဲ့ငါမင်းတို့ကိုကူညီပေးမယ်ဟုပြောကလေးနဲ့မြားသုံးလေးကိုနေတန်ချန်အားပေးလိုက်ပါတယ်နေတန်ချန်ဒီလေးနဲ့မြားသုံးလေးကမင်းရဲ့ဒုက္ခကိုဖြေရှင်းပေးလိမ့်မယ်မြားသုံးလေးကုန်းတာနဲ့ဒီလေးကသူ့နေရာကိုပြန်ရောက်သွားလိမ့်မယ်ဟုပြောလိုက်ပါတယ်တွားတော့မင်းရဲ့ရွာကိုကယ်တင်လိုက်ပါဟုဘိုးဘိုးကြီးကတိုက်တွန်းလိုက်ပါတယ်နေတန်ချန်ဒီလေးနဲ့မြားကိုယူကရထားလို့ရဲ့ရှေ့သို့ထွက်လာခဲ့ပါတယ်မစိုးရင်ကြပါနဲ့ကျွန်တော် DNA ကိုဖယ်ရှားပေးပါမယ်ဟုသူကရဲရဲစွာပြောလိုက်ပါတယ်။ရွာသားတို့သည်နေတန်းချန်ကိုယုံကြည်စွာနဲ့ကြည့်ရှုနေကြပါတယ်။တားရီမင်းမဲဒီတခါတော့ဒီလေးကိုဆွဲပြီးဒီကြောင်ရုံမှုကိုဖယ်ရှားပေးနိုင်မှာပါ။ငါတို့မင်းကိုပြေဝယုံကြည်တယ်ဟုရာသူကြီးကအားပေးစကားပြောလိုက်ပါတယ်။နေတန်းချန်သည်လေးကိုဆွဲကပထမအများကိုပြစ်လိုက်ပါတော့တယ်။ထိုများသည်အလွန်လျင်မြန်စွာပြန်လှမ်းသွားပြီးကျိုင်းကောင်အုပ်စုအလဲဘိုးတို့တက်တက်ထိမဲ့သွားတယ်။အဟောစရာကောင်းလောက်အောင်ထိုများထိမဲ့သောကျိုင်းကောင်များသည်ချက်ချင်းပင်ပြဖြစ်သွားလေသည်။ရွာသားတို့သည်အံ့ဩတုန်လှုပ်စွာဖြင့်ပါသက်အဟောင်းသားဖြစ်သွားကြပါတယ်။ဟိုးဒီကြကျန်မင်းတို့တကယ်အံ့ဩစရာပဲကွာအားလုံးကိုမြန်တဲ့နဲ့တက်လိုက်တာပဲဟုပြောကသူတို့လည်းဝမ်းသာအားရစွာနဲ့အော်ဟစ်နေကြပါတယ်။ဒီကြကျန်သည်ဒုတိယမြောက်မြတ်ကိုဆွဲကပြစ်လိုက်ပြန်တယ်။ထိုများသည်လည်းပရမများကဲ့သို့ပင်ကျိုင်းကောင်အုပ်စုကိုထိမှန်ကအားလုံးကိုပြအဖြစ်သို့ပြောင်းလဲသွားစေတယ်။သို့သောနောက်ဆုံးကျိုင်းကောင်တစ်ကောင်သည်လင်းမြန်စွာရှောင်းတိန်သွားတာကြောင့်မြတ်သည်လွဲချော်သွားလေတော့တယ်။ရွာသားတို့ရဲ့မျက်နှာတွင်စိုးရိမ်မှုများပြန်လဲလွှမ်းခြုံလာပါတော့တယ်။ဟာဘာဖြစ်တာလဲဟိုကောင်လွတ်သွားတယ်အခုအများတစ်စိမ့်မဲ့ကျွန်တော်တယ်ဒါနောက်ဆုံးတစ်ခုပဲအဲ့ဒါလဲလွဲသွားရင်ဒီနေ့တကြွလုံးပျက်စီးသွားလိမ့်မယ်သူတို့ရဲ့တီတိုပြောဆိုနေတယ်ကိုကြားနေရပါတော့တယ်ဒီတန်ချန်သည်အတဲကိုခံမင်းချူလိုက်ပြီးကြံစီသောနောက်ဆုံးများကိုလေးပင်တင်လိုက်တယ်သူသည်မျက်လုံးကိုစုံမိတ်ကစိတ်ကိုတွင်ငြိမ်အောင်ထားလိုက်ပါတယ်ထို့နောက်နှုတ်မှမန်နန်တစ်ခုကိုရွတ်ဖက်ကပြားကိုအကောင်ဆွဲပြီးပြစ်လိုက်လေတော့တယ်ထိုများသည်လီလဲတွင်အလွန်လှိမ့်မဲ့စွာပြန်တန်းသွားပြီးကြောင်တိန်သွားသောကျိုင်းကောင်ကိုတက်တက်ထိမှန်သွားပါတော့တယ်ထိုကျိုင်းကောင်သည်လည်းချက်ချင်းပင်ပြားဖြစ်သို့ပြောင်းလဲသွားပါတော့တယ်ရွာသားတို့သည်ဝမ်းသာအားရစွာအော်ဟစ်ကြပါတော့တယ်ဒီကြံကသူရဲကောင်းမယ်ဟုသူတို့သည်ဒီကြံကိုပုဖက်ကချီးကျူးကြပါတော့တယ်မိရှင်သည်ထိုမြင်ကွင်းကိုကြည့်ပြီးအလွန်အံ့ဩသွားပါတော့တယ်သူသည်ဒီကြံတန်လျှောက်လာကမင်းကတကယ်ကိုတက်တည်ရှိတာပဲညံလဲကောင်းတယ်တနာကျင်နာတတ်တယ်ဒီကြံမင်းကငါအရန်ချီးကျူးပါတယ်ပြီးတော့ဒီနေ့ရွာသားတွေရဲ့တနစ်တာအကုန်ကိုငါလျှော်ပေးလိုက်မယ်ဟုပြောလိုက်ပါတယ်ရာသူကြီးကလည်းမိရှင်ခမညာသာမကူညီရင်ဒီတိညံတွေကအလောင်ကျွမ်းသွားမှာပါကျေးဇူးတင်ပါတယ်သခင်ဟုရိုသေသွားပြောလိုက်ပါတယ်ထိုနေ့မှစပြီးတော့နေရချန်သည်ရွာသားတို့ရဲ့သူရဲကောင်းအဖြစ်ထာဝရအမတ်တမ်းတင်ခြင်းကိုခံခဲ့ရပါတော့တယ်ကံကြမ္မာရဲ့ဆန်းသန်းမှုများသည်မြင့်မြတ်ပင်ခက်ခဲစေကမူဉာဏ်ပညာနဲ့တတ္တိတို့ဖြင့်ရင်ဆိုင်ကျော်လွှားနိုင်ကြောင်းသူကသက်သေပြခဲ့ပါတယ်အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ